အမျိုးသမီးတစ်ယောက်ဟာငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်ကိုမွေးစားဖို့အတွက်ဒေါ်လာ3000သုံးခဲ့ပါတယ်။အိမ်ရောက်ချင်းပဲသူမကကောင်လေးကိုဖက်ရှင်ကျတဲ့အဝတ်စားတွေဝယ်ပေးဖို့ခေါ်သွားခဲ့တယ်။ဒါပေမဲ့ဈေးနှုန်းကိုမြင်လိုက်တဲ့အခါကောင်လေးကအရန်ဈေးကြီးတယ်လို့ထင်သွားတယ်။အမရဲ့ပတ်စံကိုမဖြုံးချင်တာကြောင့်အဝတ်လဲခန်းထဲကနေစိတ်မသက်မသာနဲ့ထွက်လာပြီးအဝတ်တွေကကိုနဲ့အရန်လိုက်ဖက်နေတော့လဲမကြိုက်ဘူးလို့တမင်ပြောလိုက်တယ်။ဒါပေမဲ့အမျိုးသမီးကတော့အဝတ်ဝယ်တဲ့အခါဈေးနှုန်းကိုဘယ်တော့မှမကြည့်တတ်သူပါအဝတ်ဝယ်ပြီးနောက်ကောင်လေးကိုဖက်နှက်တစုံလဲရွေးဖို့အတင်းတိုက်တွန်းခဲ့တယ်ဖက်နှက်ကခြေထောက်ထက်အရွယ်နှစ်စိုက်တောင်သေးနေတော့လဲကောင်လေးကဘာမှမပြောဘဲတီးခံနေခဲ့တယ်အစပိုင်းမှာအမျိုးသမီးကသတိမထားမိခဲ့ပါဘူးညစာစားချိန်တငယ်ချင်းနဲ့စကားပြောရင်းကောင်လေးကိုပင်လယ်စာနဲ့ပေးလိုက်တဲ့ကောင်လေးမှာပင်လယ်စာနဲ့တက်မတဲတာတိတာနေတော့လဲသူကမငင်းပဲစားလိုက်တယ်မကြခင်အမျိုးသမီးကတခုခုမားနေကြောင်းသတိထားမိပြီးကောင်လေးမအိမ်မသာဖြစ်နေတာမြင်တော့ဆေးရုံကိုချက်ချင်းခေါ်သွားခဲ့တယ်ကံကောင်းစွာနဲ့အချိန်မီရောက်သွားလို့အသက်အန္တရာယ်ကင်းခဲ့တယ်ဒီအခါမှာတော့အမျိုးသမီးကမနေနိုင်တော့ပဲကောင်လေးကိုစူးမိခဲ့တယ်သူအိမ်ရောက်လာကြတဲ့ကနေတိုင်းအမတစ်ခုခုလုံးမိမှကြောက်ပြီးသတိကြီးကြီးနဲ့နေနေတာကိုသူမခံစားမိခဲ့တယ်တငယ်ချင်းကတော့သူတို့နှစ်ယောက်ကြားပြဿနာကိုချက်ချင်းသိလိုက်ပြီးအမျိုးသမီးကိုဘေးဖယ်ကပြောပြခဲ့တယ်ဒီကောင်လေးကအခုသူများအိမ်အောက်မှာနေရတာအမှားတေးသေးလေးတောင်လုံးမိရင်သူပိုင်သမျှအားလုံးဆုံးရှုံးသွားမယ်လို့ကြောက်နေတာပါလို့တငယ်ချင်းကပြောလိုက်တယ်ဒီစကားတွေကြားပြီးမှအမျိုးသမီးကကောင်လေးရဲ့စိုးရိမ်မှုကိုနားလည်သွားခဲ့တယ်သူမကကောင်လေးစီသွားပြီးစိတ်ပူစရာမလိုပဲငြင်းငြင်းချမ်းချမ်းပညာသင်စေခြင်းကြောင့်ပြောခဲ့တယ်ကောင်လေးကခေါင်းညိတ်သဘောတူပြီးဆေးရည်အိတ်ကိုကြည့်ကဘလောက်ကြာဦးမလဲဆိုတာတွေးနေခဲ့တယ်သူမကအဲ့ဒါကိုချက်ချင်းနားလည်ပြီးရဲ့အိတ်ကိုကင်ကသူ့ရှေ့မှာရှောက်ပေးခဲ့တယ်သူတို့နှစ်ယောက်မိရဌာနရှိကဖြတ်သွားချိန်မှာတော့အမျိုးသမီးကမမျှော်လင့်ပဲကိုခင်ပွန်းရဲ့ချစ်သူနဲ့တွေ့ဆုံခဲ့ရတယ်။သူမကကိုဝင်စစ်ဆေးဖို့လာတာဖြစ်ပြီးကိုဝင်ရှိနေပြီဆိုတာသိတာနေတယ်။အဲ့ဒီခိုက်တက်မှာပဲအမျိုးသမီးကခင်ပွန်းကဘာကြောင့်ကွာရှင်းဖို့အလွန်မင်းစိတ်အားထက်သန်နေလဲဆိုတာနားလည်သွားခဲ့တယ်။ကောင်လေးကတော့သူမအတွက်စိတ်မကောင်းဖြစ်နေခဲ့တယ်။အမျိုးသမီးကချစ်သူနဲ့မျက်နှာချင်းဆိုင်ပြီးတော့မဲ့အချိန်သူကအမြန်ရှိတိုးရက်ပြီးမြင်ကွင်းကိုကာထားပေးလိုက်တယ်။ဒါကသူမကိုအဆက်မကွဲစေဖို့ပါ။အိမ်ပြန်ရောက်ပြီးနောက်အမျိုးသမီးကအဲ့ဒီမြင်ကွင်းကိုမေ့မရပဲစိတ်ရှုပ်နေခဲ့ပေမဲ့ကောင်လေးအစ်စ်ဘဝနဲ့လိုက်ရောညီထွေဖြစ်ဖို့ကူညီပေးတာတော့မမေ့ခဲ့ဘူးအတူနေကြတော့မယ်ဆိုပြီးသူ့ရဲ့ကြိုက်တာမကြိုက်တာတွေကိုစာရေးဖို့ပြောခဲ့တယ်ဒါပေမဲ့ကောင်လေးကအချိန်တော်တော်ကြာစဉ်းစားပြီးဘာမှမရေးနိုင်ခဲ့ဘူးဘာကြောင့်လဲဆိုတော့သူ့ဘဝမှာသူ့ကိုဂရုစိုက်ပြီးအဲ့ဒီလိုမေးဖူးတဲ့သူမရှိခဲ့လို့ပါဒီအရာကအမျိုးသမီးရဲ့နှလုံးသားကိုနာကျင်စေခဲ့တယ်။သူမမသိတာတခုကတော့သူမဟာကောင်လေးရဲ့နှလုံးသားထဲကမြည်သူမှမမြင်ဘူးတဲ့မှောင်မိုက်နေရာကိုအလင်းပေးတဲ့နေရာတစ်စင်းဖြစ်နေခဲ့တာပါ။တစ်ဖက်မှာတော့အမျိုးသမီးကတစ္ဆာဖောက်ခင်ပုံနဲ့ကွာရှင်းပြီးဘဝတစ်တစ်ခုစတင်ခဲ့တယ်သူတို့နှစ်ယောက်ကြားကချစ်ချင်းဇလံကတော့အဲ့ဒီအချိန်မှာစတင်ပေါ်ပေါက်လာခဲ့တာပါအမျိုးသမီးတစ်ယောက်ဟာငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်ကိုမွေးစားဖို့အတွက်ဒေါ်လာ3000သုံးခဲ့ပါတယ်အိမ်ရောက်ချင်းပဲသူမကကောင်လေးကိုဖက်ရှင်ကျတဲ့အဝတ်စားတွေဝယ်ပေးဖို့ခေါ်သွားခဲ့တယ်ဒါပေမဲ့ဈေးနှုန်းကိုမြင်လိုက်တဲ့အခါကောင်လေးကအရန်ဈေးကြီးတယ်လို့ထင်သွားတယ်အမရဲ့ပတ်စံကိုမဖြုံးချင်တာကြောင့်အဝတ်လဲခန်းထဲကနေစိတ်မသက်မသာနဲ့ထွက်လာပြီးအဝတ်တွေကကိုနဲ့အရန်လိုက်ဖက်နေတော့လဲမကြိုက်ဘူးလို့တမင်ပြောလိုက်တယ်ဒါပေမဲ့အမျိုးသမီးကတော့အဝတ်ဝယ်တဲ့အခါဈေးနှုန်းကိုဘယ်တော့မှမကြည့်တတ်သူပါအဝတ်ဝယ်ပြီးနောက်ကောင်လေးကိုဖက်နှက်တစုံလဲရွေးဖို့အတင်းတိုက်တွန်းခဲ့တယ်ဖက်နှက်ကခြေထောက်ထက်အရွယ်နှစ်စိုက်တောင်သေးနေတော့လဲကောင်လေးကဘာမှမပြောဘဲတီးခံနေခဲ့တယ်အစပိုင်းမှာအမျိုးသမီးကသတိမထားမိခဲ့ပါဘူးညစာစားချိန်တငယ်ချင်းနဲ့စကားပြောရင်းကောင်လေးကိုပင်လယ်စာနဲ့ပေးလိုက်တဲ့ကောင်လေးမှာပင်လယ်စာနဲ့တက်မတဲတာတိတာနေတော့လဲသူကမငင်းပဲစားလိုက်တယ်မကြခင်အမျိုးသမီးကတခုခုမားနေကြောင်းသတိထားမိပြီးကောင်လေးမအိမ်မသာဖြစ်နေတာ